우치치 우치치 뭐나 레미베 참아 아니 디네 같은 게 지네 창나도 보 체나베 zuzu တော့ခေါ်ရမယ်zuzu တော့မခေါ်တော့ zuzu သူ့ like ခဲလို့ပြောလိုက်တာငါမခေါ်ချင်တော့လို့ကဲဒါဆိုရင်တော့အိမ်မှာထမင်းမချက်တော့ဆိုင်မှာပဲတော့စားရပဲချိန်ကဆက်တော့ဆိုင်အင်ကြီးမြန်မြန်လေးမှာအင်ကြီးလေးလဲလိုက်မယ်ငါအများအားခါပြီးသားဆိုတော့ဖြစ်ပါကဲအင်ကြီးလေးဝယ်ဆိုဆိုင်သွားတော့ကဲဆိုင်သွားမယ်တဲ့ကြဒီချက်တော့လာနေတော့ပြီဟုတ်တယ်ဒီတော့စင်ကစားတော့စားမယ်မြင်တော့ဒီအမဝတ်ချတဲ့အင်ဂျီကမမကော်လက်ရှိရနဲ့တူပဲဟုတ်လောက်တယ်အဲ့ဆိုရင်အမရဲ့ညီမစားနေကြတပွဲကဲငါတငယ်ချင်းဂျူဂျူရဲ့ရင်သွားရမယ်မြန်မြန်လေးသွားမှာပြေးတော့ရမယ်သူဒီတော့ဆိုရင်မနဲ့စားနေလောက်ပြီထင်တယ်မြန်တော့မှမြန်ပြေးရမယ်ဒီနေ့ကငါတကယ်ချင်းနဲ့ချောင်းတော်တော့ဘူးရှင်းလာဆိုငါမြန်တော့ရမယ်အင်းကြီးကတော့ယူရဲဆိုဘာမှဖြစ်ပါဘူးကျဲငါတကယ်ဒီစိတ်ဆိုရောက်နေလားဟုတ်တယ်ဟဲ့ဟိုမှာငါတကယ်ချင်းနဲ့တူလိုက်တာဟုတ်တယ်တူကလေးတူရဲ့မြန်တော့မှသူမနေ့ကလေးကငါကြည့်ရမို့ तू ကဘာလဲဟိုမနေ့ကချောင်းတက်တော့ဟဲ့မကလေးစင်းနေတွေ့တာဟာဖြစ်ဖြစ်နဲ့ခါနေရပဲဟဲ့ညအင်ကြီးပါလားပေါ့ဟာအေးလာမြန်ညမနေ့ကလေးကြည့်ရမို့ဘာဖြစ်လို့လဲပြောပါညမနေ့ကမှကောက်လင်းတယောက်တွေ့ရဟာလေသူမရီးစားပါကြအဲ့ဒါဖြစ်ဖြစ်နဲ့ခါနေရပဲမလေးအင်းကြီးပါတိချရနော်တိချရပေးအဲ့ဆိုနာနာလေးထားလာအောင်ပေးလေအင်းကြီးအင်္ဂါထဲမှာသွားလင်းပါလေအေးပေးတော့အဲ့ကြောင့်ငါထုတ်ပေးမယ်အေးငါခွဲလိုက်ခဲ့အေးนี่လေလာအင်းကြီးရဒီအိတ်ထဲထည့်ပါနင်မောင်းမလားနင်ကမောင်းတတ်တာလို့ကိုကြီးမောင်းတတ်တာလည်းမဟုတ်ပါမောင်းချစ်တယ်ကားမောင်းတင်နဲ့တက်ချပါလည်းမတက်ငါအိမ်မှာကားမှမရှိတာဟဲ့ကားမရှိလေဝယ်ပေါ့ဝယ်လို့ရရလေဒါနဲ့ငါကားမမောင်းတက်တော့ဒုက္ခပေါ့ဟဲ့ကားမောင်းတင်နေရှိတာဟုတ်အဲ့ကြောင့်မို့တော်မြန်မောင်းနေတယ်နေရလေနှင်းတီနှင်းကွက်နေအဲ့ဆိုညနေလာပါလေငါမောင်းရမမြင်ဘူးလားအမလေးနေကအစတည်းနှင်းတီနှင်းကွက်နေဖြစ်နေလို့ပြောတာပါဟဲ့ငါလည်းမောင်းနေနေမောင်းဆိုလည်းမမောင်းအမလေးငါမမောင်းတက်လို့မမောင်းဘူးနင်းတီးရဲ့တသားနဲ့ငါ့ကိုလာပြောနေရအဲ့ဆိုနေကားမောင်းတက်လောက်ပါလားမမောင်းချင်လို့ပါလေမလေးတေချာကိုင်းထားအောင်ပါအေးတီးရတော့လောစင်တော့အေးနာနေငါဒီမှာရှူနေတာဟဲ့ဒီအထုပ်ပေါ်မှာထားပါလားအထုပ်ကိုကားပြီးနားမှာထားလိုက်လေဟဲ့အဲ့ညာလူခိုးအောင်ဒီတောင်းနားမှာထားလိုက်ပါပြစ်မှာမဟုတ်ဘူးလေအေးထားလိုက်မယ်ငါလာမတိုးနဲ့ဘယ်လိုဖြစ်နေโอเคတော့မယ်ဟုတ်ကဲ့ပါဒီတစ်ခေါက်ရဲ့တကယ်ချင်းနှစ်ယောက်ကပေါ့နော် ID လေးတော့မထည့်ထားပေးပါဘူးနောက်တစ်ခေါက်ကျမှ ID လေးထည့်ပေးထားပေးပေါ့နော်အမလီဆောင်းတာတော့ရောက်လာပြီဆောင်းတာရောက်မမြင်ဘူးလားမမြင်ဘူးဟဲ့မမြင်ဘူးဒါညဖက်လာဘူးမိုက်တယ်နော်အေးညဖက်လေးလည်းလာချင်ပါရဲ့ဒါမဲ့အလောက်ကရှိနေလို့ဟုတ်ပါညဖက်ကြရင်လေလူတွေလည်းအများကြီးပဲတော့ကြလို့ရှိရဟာမင်းနဲ့ညစိန်ကြီးကလည်းမီးထုံးလာတော့ဓာတ်ပုံလေးပါလေးရိုက်လို့ကောင်းတာပေါ့ဒါပေါ့ဟဲ့ရေကူးလေနင်ကူးတော့ဟဲ့ငါမကူးတော့ဘူးငါဒီလိုမို့အကောင်းလေးကိုပေးပြီးတော့လမ်းလျှောက်မှကြိတ်တာညရတော့လောက်နင်ကူးရတယ်သွားကြမယ်အေးငါလည်းပြန်ချင်တော့ပြန်မယ်လေခုနကခုံနေရှိတယ်အခုံနေသွားပြီးတိုးကြတယ်အေးသွားပြီဆိုင်ချင်လည်းရိတ်တော့မသိဘူးဟဲ့အဲ့ဆိုင်ချင်မှမရှိရဟဲ့ဒါဆိုသွားကြမယ်လေအေးသွားမယ်ခဏလေးငါဒီခုံနေပြန်စီးရမယ်ငါစီမပူဆိုးရမယ်ဟဲ့ခုနပြောတော့မယ်
ဆရာဘိုးဆိုးသွားပြီ ဟုတ်ပါဆက်သွားမယ်လုံးသွားမလားဒီခုနေအဲ့တိုင်းမထားခိုးလိုက်တော့ဟာသွားပါမယ်နေမှာဘယ်လိုမထားသေးလား နင်းလောက်တယ်ကြည့်နေရလေ ဟုတ်ကြည့်မနေနဲ့လားသွားမယ် အေးလက် ဟာဒီကလေမပြောခံငါဒီမှာကျဒီမိုးထိုင်ကြထိုင်နေနဲ့သွားမလားဟာဒီအထုပ်ကိုယူအောင်မယ်ကြမယ် နည်းနည်းယူပါဟာ အာရှုပ်တယ်ဟာထားခဏဆောင်ငါပြောရတဲ့ဒုံညနဲ့ပဲစိတ်မဲ့တော့ဟုတ်တယ်ဒုံညနဲ့ပဲယူလိုက်တော့ဟာမကြီး နင်းအဲ့ဒီဒုံကြီးကိုယူထားလား အေးဟုတ်တယ်ဒီနေ့ယူလာတယ် ဟုတ်လား တက်လေဩမတက်ပဲနဲ့လားလို့ အေးလာပြီကြောင်ကြည့်နေတာလေ အေးနင်းလဲနော်တနေ့ကြောင်တလားပဲမင်းနဲ့ဆေးတော်ဝယ်တိုက်ရတယ်အမလေးတော်တရဘောကားတိုက်တော့မလို့ဟဲ့မနေ့ပြန်ကြလို့ရှိရင်ငါတို့ဖះเจ้าလာကြမယ်နော် ဖះเจ้าဖះเจ้าတော့ထပိန်နဲ့အင်ကြီးဝိသွားမှာလား ဟုတ်တယ်ဖះเจ้าဆိုတာနည်းနည်းတော့ဝယ်ရနင်းအိမ်ကိုအရင်လိုက်ပို့လိုက်မယ်နော်အခေလေးအာဘယ်ကလေးလည်းမသိဘူးဒီနားမှာအော်နေရဲ့ဟာအရှိစနေရောက်ပြီအေးဟာသူ့တော့ပို့ခဲ့ပြီပြန်မယ်ဟာဆူလိုက်တာဟာသူအော်တဲ့အတိုင်းပါပဲ ဒီနားထိတောင်ကြားရသေးတယ် အမလေးတော်သေးရပေါ့လာလာမာရတမန်တက်ကျဲလေးစီထားရချင်းစုံရောင်မစုံနေပြန်စိတ်ညစ်တယ်ပြကြမှာပဲကွန်ပျူတာနေပြီးချင်းဖွင့်လိုက်တော့အာကဲဒါဆိုရင်တော့နောက်တစ်ခါကျမှပြန်နေမှာနော်ဘိုင်ဘိုင်